ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ9ရက်တလ2026နေ့မနက်ပိုင်း12:01မိနစ်မှာဆိုလို့ရှိရင်4-5ထွက်တယ်ပေါ့နော်4-5ထွက်တော့ main ကွက်မဟုတ်ပေမဲ့လို့ကျွန်တော်အခွေလေးနဲ့ကျွန်တော်မိတ်ဆွေတွေကိုကူညီပေးနိုင်ခဲ့ပါတယ်နော်ဟုတ်ကဲ့ပါဒါလေးကကျတော့9ရက်တလ2026ညနေ4နာရီခွဲအတွက်ကျွန်တော်မိတ်ဆွေများကြိုက်ရင်ထိုးလို့ရအောင်လို့ကျွန်တော်မြင်ထားတွေ့ထားတဲ့ site ကလေးကိုဆွဲပြပေးမှာဖြစ်ပါတယ်အမှားမှန်ရှိတဲ့အတွက်ကြောင့်မိတ်ဆွေတို့ကိုယ်တိုင်အကြိုက်ချင်းတူမှထိုးပါမကြိုက်ရင်ထိုးစရာမလိုပါဘူးเนาะဒီကဏ္ဍကိုထိုးပါလို့မဟုတ်ဘူးเนาะမိတ်ဆွေတို့ကိုယ်တိုင်ကြိုက်မှထိုးပါကျွန်တော် site ကလေးကိုစလိုက်အောင်ကျွန်တော်အပိုင်းအောင် sorry အပြာရောင်ဝိုင်းလေးဝိုင်းလိုက်ပြီဒီအပြာရောင်ဝိုင်းထဲမှာရှိတဲ့ကဏ္ဍ၃လုံးက969ပေါင်းလိုက်ရင်22ဆိုတော့ကျွန်တော်2 break ဆိုပြီးတော့ယူလိုက်မယ်2 break เนาะအဲ့ဒီ2 break ကဒီမှာ39ဆိုပြီးတော့ထွက်ထားပါတယ်မလုံးမိုင်းအောင်ကြတော့ဒီမှာဒီ9ဒီအပြာရောင်ဝိုင်းလေးကအခုကျွန်တော်ပန်းရောင်လေးဝိုင်းလိုက်ဒီ9အဲ့ဒီ9ဒီတော့ဒီမှာပိတ်ပြန်ကြပိတ်ကိုပြန်ပေးထားတယ်ပေါ့နော်အဲ့2 break နဲ့ကျွန်တော်9ကအပိတ်ဆိုတော့39ဆိုပြီးတော့ထွက်ထားပါတယ်เนาะဒုတိယပင်လည်းဒီအပြာရောင်ဝိုင်းထဲမှာဆိုလို့ရှိရင်983နားသုံးလုံးရှိမယ်အဲ့ဒီ983ကိုပေါင်းလိုက်ရင်18ဆိုတော့ကျွန်တော်က shift break ဆိုပြီးတော့ယူလိုက်မယ် shift break အဲ့ဒီ shift break ဒီမှာ53ဆိုပြီးတော့ထွက်ထားပါတယ်53ဆိုပြီးထွက်ထားပါတယ်လုံးဝကျတော့လူလည်းပထမပင်လို့ဒီမှာဒီအပိုင်းအောင်ဝိုင်းတဲ့3ကဒီမှာအပိတ်ကိုပြန်ပေးထားတယ်နော်10 break မှာအပိတ်ကိုပြန်ပေးထားတယ်သူကလည်း6လို့ပဲပေါ့နော်ပန်းရောင်ဝိုင်းတဲ့3ကအပိတ်ကိုပြန်ပေးထားတယ်10 break မှာအပိတ်ကိုပြန်ပေးထားတယ်ပေါ့နော်အဲ့တော့ညနေဘက်မှာ53ဆိုပြီးတော့ထွက်ထားပါတယ်တတိယပင်ဆက်သွားမယ်တတိယပင်ကိုလည်းကျွန်တော်ပထမပင်တိုင်းပဲယူလိုက်မယ်ဒီမှာနှစ်ဒီမှာခွန်တုံညဒီအပြာရောင်ဝိုင်းထဲမှာရှိတဲ့နှစ်တုံညခွန်ပေါင်းလိုက်မယ်ပေါင်းလိုက်ရင်9ဆိုတော့ကျွန်တော်က9 break ဆိုပြီးတော့ယူလိုက်မယ်9 break ဒီ9 break ကကျွန်တော်3ပင်2 break 10 break ကိုဆက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့ညနေမှာ9 break ပေါ့ဗျာနော်9 break လုံးမှန်ရကြတော့သူ့ကိုလည်းပထမပင်နဲ့ဒုတိယပင်လည်းပဲဒီမှာဒီပန်းရောင်ဝိုင်းထဲမှာခွန်ဆိုတဲ့ကဏ္ဍရှိနေတဲ့အတွက်ကြောင့်အဲ့ဒီခွန်ဆိုတဲ့ကဏ္ဍရောကျွန်တော်အပိတ်မဟုတ်ရင်ထေးစည်းဆိုပြီးတော့ချပေးမလားပေါ့နော်9နဲ့3လို့ပဲအပိတ်မဟုတ်ရင်ထေးစည်းဆိုပြီးတော့ချပေးမလားပေါ့နော်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ပြပေးမယ်နောက်တစ်ခုကဒီမှာစိမ်းရောင်ဝိုင်းလေးနော်စိမ်းရောင်ဝိုင်းထဲမှာဆိုလို့ရှိရင်6ဆိုတဲ့ကဏ္ဍရှိပါတယ်စိမ်းရောင်ဝိုင်းထဲက6ကဒီမှာ6ရဲ့နှစ်ခတ်9ဆိုပြီးတော့အပိတ်ပေးထားတယ်ပေါ့နော်6ရဲ့နှစ်ခတ်9ဆိုပြီးတော့အပိတ်ပေးထားတယ်ပြီးနောက်တစ်ခုကဒီမှာစိမ်းရောင်ဝိုင်းထဲမှာ9စင်းအောင်ဝိုင်းထဲက9ဆိုတဲ့ကဏ္ဍကလည်းအပေါ်က6လို့ပဲပေါ့နော်သူ့ရဲ့နှစ်ခတ်
3ဆိုပြီးတော့ပိတ်ပြန်ပေးထားတယ်ပေါ့နော်နက်ကထွက်တာ4 5နော်ဒီမှာလဲကျွန်တော်အစိမ်းရောင်ဝိုင်းလေးဝိုင်းလိုက်မယ်ဘောက6နဲ့5လို့ပဲအဲ့ဒီအစိမ်းရောင်ဝိုင်းထဲမှာ5ဆိုတဲ့ကဏ္ဍရှိမယ်အဲ့ဒီအစိမ်းရောင်ဝိုင်းထဲက5ဆိုတဲ့ကဏ္ဍအောင်ဘောက6နဲ့5လို့ပဲပေါ့နော်ဒီမှာသူ့ရဲ့နှစ်ခတ်9ရဲ့နှစ်ခတ်3ဆိုပြီးတော့အပိတ်မဟုတ်ရင်ထိပ်စီးချပေးမလားပေါ့ဗျာနော်အပိတ်မဟုတ်ရင်ထိပ်စီးချပေးမလားပေါ့နော်အဲ့တော့လုံးပိုင်းအနေနဲ့ကတော့ပတ်တီးကစားခြင်းနဲ့ဆိုလို့ရှိရင်တော့အခုကျွန်တော်ပြထားတဲ့အတိုင်းပဲပေါ့နော်ခွန်3ပေါ့နော်ခွန်3ကြိုက်ရင်ထိုးပတ်ပေါ့နော်ခွန်3အဲ့ကျွန်တော်နားလေးစီပေးမယ်6 break ပေါ့နော်6 break ကိုခွန်3ဘိုင်ပေါ့နော်ခွန်ဘိုင်3ဘိုင်လုံးပိုင်းကြိုက်ရင်လုံးပိုင်းကိုကစားပါ6 break ကြိုက်ရင်6 break ကိုကစားပါအဓိက main အနေနဲ့ကတော့ကျွန်တော်တို့နှစ်ခွန် R ရဲ့63 R ရဲ့အဓိက main ဖြစ်ပါတယ်6 break ကြိုက်တယ်6 break ရဲ့ power 4 break ကြိုက်ရင်လည်း4 break ကစားပေါ့နော်အရန်အနေနဲ့ကတော့ကျွန်တော်က2ရဲ့8 R ရဲ့ကိုကျွန်တော်အရန်လေးထည့်ပေးလိုက်မယ်ပြီးတော့3 R ပေါ့နော်ဒါလေးကိုကျွန်တော်အရင်ထည့်ပေးလိုက်မယ်โอเคပါ9ရက်တလ2026ညနေ4နာရီခွဲတဲ့ site ကလေးကတော့ဒီလောက်ပါပဲကျွန်တော်ချင်းမိတ်ဆွေအားလုံးအခုကျွန်တော်ဆွဲပြပေးတဲ့ site ကလေးကိုအကြိုက်တူတယ်ဆိုလို့ရှိရင်ထိုးကြည့်ပါကန်ဆန်းကြည့်ပါနော်โอเคကျွန်တော်ချင်းမိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူအင်စန္ဒတွေတလုံးတဝါနဲ့ပြည့်စုံပြီးတော့လှူဒန်းပေးကမ်းစွန့်ကြဲနိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချင်းမိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီရှယ်နေဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ညနေမှာလည်းကျွန်တော်ကဏ္ဍလေးနဲ့ကျွန်တော်မိတ်ဆွေအားလုံးပေါက်ကြပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးထူးတင်ပါ